စိတ်ကြွစီးပြား24တန်းကျော်တက်ဆောင်လာတဲ့သူတွေအထက်မှာအေးတာဝန်ခံနေပါဝင်နေဆိုတဲ့စစ်ကောင်စီရဲ့ဆွဆွဲချက်ကိုအေးညှင်းဆိုလိုက်ပါတယ်။ဝဟိုင်းကနေမင်းတုံမြို့စီတက်ဆောင်လာတဲ့စိတ်ကြွစီးပြား24.15တန်းကိုအာရခပြည်ကိုတက်ဆောင်မှုအတွက်စီစဉ်သူတွေဟာအာရခတက်တော်အေးရဲ့စီးပွားရေးတာဝန်ခံနေဖြစ်တယ်လို့အကြမ်းဖက်မြန်မာစစ်တပ်ရဲ့မူရစ်စေဝါတားဆီးနှိမ်နင်းရေးအဖွဲ့ CCDAC ကဆွဆွဲထုတ်ပြန်ထားပါတယ်။ကျပ်တန်မိုးအဖြစ်ကျပ်36.225ဘီလီယံတန်မိုးရှိတဲ့ဒီစိတ်ကြွဆေးပြားတွေကိုမင်းတုံမြို့နဲ့မန္တလေးတိုင်းပြည်ကြီးတပ်ကုန်းမြို့နယ်တွေမှာဖမ်းဆီးရမိခဲ့တာလို့ဆိုထားပါတယ်။ဒီဆွဆွဲချက်အပေါ်အာရခတပ်တော် A ရဲ့ပြောရေးဆိုခွင့်ရဦးခိုင်ဒုက္ခကတော့စစ်ရေးနိုင်ငံရေးကြရှုံးလာတိုင်းတစ်ဖက်အဖွဲ့အစည်းကိုတိတ်ခါချဖို့အတွက်မူရစ်ဆေးပြားနဲ့လုံခြံဆွဆွဲလေးရှိတဲ့မယိုးနိုင်တဲ့ view ဟာတစ်ခုသာဖြစ်တယ်လို့တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ဒါဟာလုံးဝယုတ်တိမရှိတဲ့ဆွဆွဲချက်ဖြစ်ပြီးအာရခတပ်တော်နဲ့ဘာမှမသက်ဆိုင်ကြောင်းနဲ့မြန်မာနိုင်ငံမှာမူရစ်စေဝါနဲ့ဒုစရိုက်လုပ်ငန်းတွေရဲ့ခိုင်ချုပ်ဟာအကြမ်းဖက်မြန်မာစစ်တပ်ကစစ်ဗိုလ်ချုပ်ဒေသဖြစ်တယ်လို့လည်းဥခိုင်ဒုက္ခကထည့်သွင်းပြောကြားသွားခဲ့ပါတယ်။အကြမ်းဖက်မြန်မာစစ်တပ်ဟာအာရခပြည်အတွင်းအေအေနဲ့တိုက်ပွဲမှာအထိနာအကြဆုံးများနေတဲ့အချိန်တွေမှာမကြာခဏဆိုသလိုမူရစ်စေဝါနဲ့ပတ်သက်ပြီးဆွဆွဲတက်ခိုက်မှုတွေပြုလုပ်နေပါတယ်။